ကောင်းပါလေမေတ္တာဆိုတာအလျားနဲ့တိုက်မရပါပဲအတော်အပြန်နှိုက်ဆတဲ့မှာလေလို့ဥစွာပထမဏိဒန်းစပါရစေမိဘတွေဟာသာသမီတစ်ချိတ်ဝတ်အောင်ကျွေးနိုင်ရပြီမေသာသမီတစ်ချိတ်ကမိဘနှစ်ပါးကိုဘာလို့ဝတ်အောင်မကျွေးနိုင်ကြတာလဲကိုကမွေးတဲ့သာသမီကိုမစားပဲဝတ်အောင်ကျွေးနေကြပြီမေကိုမွေးတဲ့မိဘတွေကိုသားတွေသမီးတွေကကျွေးဖို့မေ့နေတတ်ကြပါလေမိဘတိုင်းဟာသားယောက်ျားလေးမွေးလာလို့လိမ္မာရင်အားဖြစ်ရတယ်လို့မလိမ္မာရင်လည်းကြားဖြစ်ရရှာပါတယ်သမီးမွေးလို့လိမ္မာရင်ထိဖြစ်ရတယ်လို့မလိမ္မာရင်လည်းမီးဖြစ်ရရှာပါတယ်သားမွေးရင်လည်းယုံသမီးမွေးရင်မျက်လုံးဆူပေမဲ့တားမရင်လက်ယုံပြုတ်ရတယ်လို့သမီးမရင်လည်းမျက်လုံးထုတ်လိုက်ရတယ်လို့ပါပဲဒါကြောင့်မိဘများကသားတွေသမီးတွေပေါ်မှာရှင်ပြုပေးနာတာပေးတယ်လို့သားတွေသမီးတွေကလည်းမိဘတွေအားပြန်ပြီးတော့ရှင်ပြုပေးကြပါမြန်မာစကားမျက်စိလည်းမသွားပါနဲ့လက်ရှိတကယ်အမိဘများကိုလည်းရှင်လုံးတက်နိုင်တဲ့လောက်ပြန်လေပြီးတော့ပြုစုပေးကြပါမိဘနှစ်ပါးတေမမိဘနှစ်ပါးရည်စုပြီးအုတ်ခုတဲပြီးမဲ့စားမိဘနှစ်ပါးမသေးခင်အသက်ရှင်စဉ်လုံးလေးမှာချင်းတော်တစ်လုံးလောက်ဝဲပြီးတော့ချုပ်ကြောက်လိုက်စမ်းပါအဲ့ဒါကကျေးဇူးကြီးပါတယ်မိဘနှစ်ပါးအား DVD အထက်ဆက်အောက်ဆက်ကြည့်ဖို့ရဝဲပေးမယ်အစားဝိပဿနာကမ္မထာရည်တာတို့တစ်ခေါက်လောက်ဓမ္မလက်ဆောင်ပို့ပေးလိုက်စမ်းအဲ့ဒါကပူပြီးကျေးဇူးကြီးပါလေဒါကြောင့်သားတို့သမီးတို့ကြည်လာတဲ့အခါမှာလေမိဘတွေမသေးခင်မအိုခင်မနာခင်ရှင်နေလို့မှာဒီကျေးဇူးကိုပြန်ပြီးဆက်တဲ့နေနဲ့မိဘတွေအားပြန်ပြီးတော့ရှင်ပြုပေးတာပါဆိုတဲ့ကြောင့်မန္တလေးကိုဘိုးဟင်းမင်္ဂလာစိုက်ပွဲကဤတေသချင်းဖြင့်ကရုဏာမိမောင်းထိုးလိုက်ပါကြောင်းအလူရှင်လူမပေါင်းသူတော်ကောင်းတို့ခမညာ